ဟဲ့ကျင်းတဲ့ချင်းချင်းပြန်ဝင်ဆိုရင်မဟုတ်ဘူးသူနောက်တစ်လုံးစွန့်နေပြီတူးကိုရောင်းနေပြီမထူပါမှာဆိုလို့ငင်းချင်းဘယ်လောက်ရာခိုင်နှုန်းရောက်ပြီလဲဆို900ခိုင်နှုန်းပဲရှိသေးတယ်ဟာမင်းက900ခိုင်နှုန်းဆိုဘယ်တော့မှပြည့်မှာလဲငါတို့ဘယ်တော့တိုက်ရမှာလဲပေါ့ပြီးတော့အဲ့ဟိုကမေးချင်တာပါလေကျွန်တော်အခုတက်လာတာအောင်စီကဟိုပါပေါ့တက်မစစ်ကြောင်းဟိုနိုင်ငံတော်စစ်ကြောင်းပေါ့နော်သူအခုတောက်လျှောက်လေသူအင်အားတွေဖြည့်တယ်အင်အားယာနဲ့ရှိပြီးတိုးတယ်ပေါ့နော်ဒါပေမဲ့သူတို့သွားမှာဒီမြောက်တွေကိုသွားမှာပေါ့နော်မြောက်တွေကို4ရက်နဲ့သွားမယ်ဆိုပြီးပြောလဲကောင်းနေပေါ့နော်အခုနှစ်ပေါက်နေပြီပေါ့နော်နှစ်ပေါက်နေအဲ့ဟာအပြေုံမှဒီတော်လိုင်းတက်ဖွဲ့တွေဘက်မှာလေအောင်စီကစစ်ကြောင်းဖွဲ့ထားတယ်ဆိုပြီးသိရအဲ့ဒါပြောပြအောင်စိုးဝင်းကတော့ပြောတယ်မြဝတီကို4ရက်နဲ့အရောက်ဆိုပြီးတော့အထူးစစ်စီနော်အထူးစစ်စင်ရေးနိုင်ငံတော်အဆင့်အထူးစစ်စင်ရေးအင်အားတွေအပြည့်နဲ့သူကရောက်လာဒါပေမဲ့ကျွန်တော်ကကျေးဇူးတင်တယ်ဗျဘယ်သူကျေးဇူးတင်လဲဆိုတော့ဘိုးကြီးတာဘောကျေးဇူးတင်တယ်တချို့ပြည်သူလူထုတွေကိုလည်းပြောကြတယ်ဒီဘက်မှာစစ်စင်ရေးနဲ့ပတ်သက်လို့ကျွန်တော်တို့ကဘိုးကြီးတာဘောရဲ့ပြောမယ်တွင်တင်ဆုံးမမှုအမိတ်ဒီဘော်ဒီမှာပဲကျွန်တော်နာခံရတာကျွန်တော်မထုတ်ပြနဲ့ဆိုဘာမှမထုတ်ပြအောင်ယနေ့ချိန်ကြီးလဲထုတ်ပြတဲ့ဟာကိုထုတ်ပြတယ်မထုတ်ပြတဲ့ဟာကိုမထုတ်ပြအဓိကကျွန်တော်တို့ကစစ်စင်ရေးပဲဟုတ်တယ်ဒါကြောင့်မလို့သူတို့အချိန်ပေါင်းများစွာအချိန်200ကျော်တိုက်ပွဲတွေဖြစ်တယ်သူတို့တွေပဲအရင်နှိပ်ခဲ့တယ်ဟုတ်တယ်အခုချိန်ကြီးမတိုးပေါအောင်ပြီးတော့ဒီမှာသူတို့တွေကနေတော့အလင်းဝင်လာတဲ့လူတွေစီဒီအန်လောက်လာတဲ့လူတွေအများကြီးပဲအဲ့စီဒီအန်လောက်လာတဲ့လူတွေဆိုလို့ရှိရင်ဒါအခုဆိုရင်သူတို့တွေနဲ့ဆိုလို့ရှိရင်အပတ်စဉ်တူတူပဲ PDF တင်တန်းတွေတက်ပြီးတော့ပြန်ကျုံနေကြပြီပတ်စဉ်3ပတ်စဉ်4ကျွန်တော်ပတ်စဉ်4ပဲကျွန်တော်ဟိုတော့ဟိုက3ဆိုကျွန်တော်4ပါတော့ကျွန်တော်ကပတ်စဉ်4ဟုတ်ဟိုမှာရောက်ချင်တော့ဒီဘက်ကလည်းလူငယ်တွေရရှိတယ်ကိုရီကြတော့အပေါ်တောင်ဝမ်းနဲ့စီပြီးသွားရတာဟုတ်ဒီတင်တန်းဆိုတော့ကိုကဟိုတော့တင်တန်းသွားမယ်ဆိုတော့ပြောတော့လုံညာလုံးမြောက်လေးကိုအကိုတွေပြောဆိုတော့ကိုလည်းသွားမယ်ဆိုတော့သွားပေါ့ဟိုလိုအပ်တယ်လေးတက်ရမှာအဲ့တော့ကိုလည်းသွားတက်ရတော့ကိုလည်းရောက်တော့နောက်ကျတော့သူတို့ရောက်လာဒီဘက်ကညီကိုတွေအကုန်လုံးကကြတော့ဟိုကိုတွေလည်းလေးစားတယ်ပေါ့ကိုတွေကအရှိမတိုက်နေခိုက်နေတယ်လူတွေဆိုတော့ကိုတွေလည်းလေးစားတယ်စကားပြောတယ်အကုန်လုံးကဟိုညီကိုတွေလိုပဲနားထောင်ကြတယ်ဟိုဘက်ကလူတွေလည်းအလင်းဝင်တဲ့လူတွေပေါ့နော်သူတို့ရောက်လေလာတော့ကားကြီးလာပို့လေပြီးတော့လူမထားသေးဘူးတဆောင်ပဲထားလူစားသေးတယ်ဟိုဒီလိုပဲစိတ်တွေပေါ့နော်ဒီဘက်ကညီကိုလေးဟိုညီရဲ့စိတ်တွေဘယ်လိုဖြစ်လဲစကားမောင်းကမားတယ်အကောင်တွေကအများကြီးกว่าတယ်အဲ့တော့ချမယ်ပဲကြီးပဲသွားစိန်ခေါ်နေကြတာအစတော့အစတော့ကတော့ချမယ်ကြီးပဲနောက်ပိုင်းလဲကျတော့အဆောင်တွေနဲ့ဟိုနေနဲ့လူ miss လုပ်ပြီးရောပြီးရတော့တယောက်နဲ့တယောက်ကဘယ်လိုမဲ့တကယ်ဒီဘက်ကလူတွေရဲ့စိတ်နေစိတ်ထားတွေကိုပေါ့နော်သူတိသွားသူတို့လုံးဝတိသွားတယ်အခုဆိုရင်အပြင်သွားလို့ဒီကနေပြီးကျွန်တော်အပြင်ခဏသွားကြည့်လို့ပဲအပေါ်ပဲတက်တာလို့ point တွေပဲဖြတ်သွားပြီးတော့ဟာကိုရှိုင်းဆိုတာကြီးပဲအကုန်လုံးဟိုခင်ရတယ်ပေါ့တော်တော်ကြီးတော်ခင်သွားပြီသူတို့တကယ်မှာဘယ်လိုမဲ့ရာရှိပိုင်းလည်းပါတယ်လေရာရှိပိုင်းတွေကိုနေကြတော့လိန်လို့တွေလိုဖြစ်သွားပြီးတော့အဲ့လိုတွေဖြစ်ကုန်ရတာအဓိကဒါဒီကြီးလေးပြောတဲ့အကြောင်းဆိုရင်ဒါသူကအောင်စီကနေပြီးတော့လင်းဝင်လာတယ်လင်းဝင်လာပြီးမှဒီဘက်မှာဒီသူတို့ရဲ့လင်းဝင်လာတဲ့နေရာဖြစ်တဲ့အောင်စီရစစ်ကြောင်းပြန်ကျုံးမယ်ဆိုပြီးတော့တင်တန်းပြန်တက်တာပြီးတဲ့တက်ဖွဲ့ရည်နဲ့တူတူတင်တန်းပြန်တက်ပြီးတော့အခုလက်ရှိအရှိမအခုကိုပြန်ကျုံးနေကြတာကျွန်တော်စင်းရ2ရက်ရှိ3ရက်ရှိပေါ့နော်3ရက်ရှိပြီးတော့ဟိုကြောက်တာမှအပေါ်မုတ်တင်ပေးလိုက်ဝယ်တင်ပေးဖို့မေ့တယ်ကျွန်တော်မုတ်သူတို့ဟိုဟာကိုချိုင်းကျွန်တော်မုတ်တင်ပေးလိုက်အောင်တော့ဆိုကိုမှအပေါ်မှာစားရဟိုဟာမုတ်တွေပါမရှိတော့သူတို့ပွိုင်းသွားတယ်အခါကျရင်သူတို့ကကိုယ်လည်းချစ်တယ်ဗျကိုသူတို့ဘာသူယူလိုက်အခုပြန်ကျုံးနေပြီသူတို့ကမပြစ်ကားလို့ဆိုသူတို့မနေထိန်နေရတယ်ဟုတ်တယ်ကိုရီးယားပြစ်ဖို့ဘာညာဒီလောက်မဟုတ်သေးဘူးသူတို့ကပြစ်မယ်ဆိုတာကြီးပဲဒီကောင်းလေးကွာဒီလိုငြိမ်နေရတော့မနေချင်ဘူးကွာဆိုတာကြီးပဲသူတို့ကဟိုတော်တော်လေးဟိုကောင်းလေးစောက်သေးပေါ့မှာနော်ကျွန်တော်ရှိမှလဲသူတို့တော်တော်လေးထိန်းရတယ်ဆိုတာကျွန်တော်အရှိမတာဝန်ခံဖြစ်နေဘူကြီးကကျွန်တော်တို့ကိုထားတဲ့ခါကျတော့ဘာပြောလဲဆိုတော့ဘူကြီးကချကင်တို့စီမာဒီ RPG ပစ်တာတွေပါခွင့်တောင်းပေါ့သူတို့ကဒိုင်းနိုင်ဆိုတာနဲ့အဲ့အလင်းဝင်လာတဲ့စကားစားတွေကကျွန်တော်တို့ဘက်ကတွေတော့ပြန်တိုက်တဲ့ဟာထုမယ်ဆိုတာကြီးပဲနေဟုတ်မထုရသေးဘူးမရဘူးကိုချက်ကထုမယ်ကျွန်တော်ထုမှရမယ်ဆိုနေဟုတ်သွားရင်နောက်တော့ပြဖို့ဆိုတာတိတ်မလွယ်ဘူးလေထုလို့မရဘူးတော်ကြကြလို့ဆိုရင်ဒီအလန်းထုလိုက်ရင်ဘိုးကြီးက
ပြောလို့ရှိရင်ကျွန်တော်ပြောခံမှာ ပြန်ထိန်ရနေ ပြန်ထိုင်ရတာသူတို့ပြန်ထိုင်ရနေအောင်ဒုက္ခနိကြလမ်းကုန်မယ်အဲ့လောက်ဒီ ကျုံးကြည့်ပြီးသွားရင်လေသူတို့ကတစ်လုံးနဲ့အာမေးရအောင်နောက်တစ်လုံးထပ်ပြီးတော့တွေ့ကျင်သေးတာ โอ้ ဒီဘက်ကလူကဆိုစိတ်ဘူးလို့ဟဲ့ကျင်းတဲ့ချင်းချင်းပြန်ဝင်ဆိုရင်မဟုတ်ဘူးသူကနောက်တစ်လုံးစွန့်နေပြီတူးကိုရောင်နေပြီ โอ้ မတူပါမှာဆိုလို့ လောကအဲ့ဆိုရင်အောင်စရာနဲ့ပြန်ကျုံးခံနေရတာ အောင်စရာနဲ့ပြန်ကျုံး ကျုံနေတာအဲ့လိုမျိုးဖြစ်နေတယ် ပြီးရင်ချုပ်ဖွဲ့အရန်အားကိုးရတယ်လို့ပြောနော်သူတို့တကယ်အစားလုံးကတော့တော်တော်များများတွေးကြမှာပေါ့ညိုးဆိုပိုတိရပေါ့ဟိုကရန်သူဖြစ်ခဲ့တာဟုတ်အဲ့တော့ကျတော့သူတို့တစ်ခုခုမှားပြီဆိုတာနဲ့ကိုလည်းဒါတော်သားထွက်တာပဲရှိခဲ့ဘူးတော့ဗောနော်အဲ့ဒါကြောင့်ရန်သူဖြစ်ပြီးတော့အခုလိုမျိုးတစ်ဖွဲ့ထဲမှာအတူတူကြီးပြန်ပြီးတော့ဒီလိုမျိုးပြန်လောက်ရတဲ့ခါကျတော့အစားလုံးကတော့တန်တရားစိတ်တွေရှိကောင်းရှိမှာပေါ့နော်တန်တရားစိတ်တွေရှိရပါဒါပေမဲ့သူတို့ရဲ့လောက်ရက်တွေသူတို့ရဲ့ဟိုဟာတွေအကြောင်းမလို့ပဲယုံကြည်သွားတယ်လို့ဖြစ်မလားအဲ့လိုဖြစ် အဲ့လိုတသားတည်းဖြစ်လာတာလဲသူတို့ရဲ့စိတ်နေသဘောထားလဲပြောင်းလဲမှုပါတယ်လို့ကျွန်တော်တို့ရဲ့စိတ်နေသဘောထားလဲပြောင်းလဲမှုပါစကားစားနဲ့ သူတို့လည်းအမှန်သိသွားပါတော့ ဟိုဘက်အခုတိုက်နေတဲ့စကားစားနဲ့ကျွန်တော်တို့နဲ့မတူတဲ့အချက်ကလည်းအဲ့လားပဲကျွန်တော်တို့ကတိုက်ပွဲပြီးရင်ပြီးပြီဒီကောင်တွေကတိုက်ပွဲပြီးရင်မပြီးဘူး အော်ဟုတ်တယ် ကျွန်တော်တို့စိတ်ကိုလာဆွတာ ဟုတ်တယ် အဲ့လိုမျိုး ဟုတ်တယ် ကျွန်တော်ဆိုလို့ရှိရင်တကာပေါ့အဲ့ဒီအရှိမဘတ်တယ်ဖြစ်တော့တိုက်တဲ့ခါကျတော့ဒီကကျွန်တော်တို့တခွဲမှုပေါ့ကိုဘိုးတို့ကအဲ့မှာသူကတယောက်မိလာ မိလာတော့ကျွန်တော်ကယူသွားတာသူကတက်ချက်ပေါ့2ရက်ဆိုတော့တက်ချက်ပေါ့ခေါ်သွားတယ်ကျွန်တော်ကောင်းကောင်းမွန်မွန်ပဲ စေခံသေးတယ် ကျွန်တော် အောက်ကိုတခါလေးပို့လို့ ပါကညောတွေ တော့ထိမခံဘူးလေ ဟိုဘွဲ့လည်းကျွန်တော်ဆယ်ဒီဘွဲ့လည်းကျွန်တော်ဆယ်တယ် ခေါ်လာတယ်ဘု ခေါ်လာဆိုတော့သူတို့ပြောလည်းမပြောရဘူးနောက်မှကျွန်တော်ကြားတာပေါ့နော် လမ်းမှာဟိုဘယ်လိုပဲမလဲဟိုဒါ3မန်းဟိုသူကလည်းပြစ်လိုက်တဲ့ကြာတော့သူ့ကြော်သွားတော့ပြစ်လိုက်တာကျွန်တော်ညီတယောက်ဟိုဒီဆိုဒီကနေညတူနှစ်ချောင်းကျွန်တော်နော် ထိသွားတာပေါ့ ကျိုးသွားတော့အကုန်လုံးစိတ်တူကြအောင်အဲ့တော့ဘယ်လိုပဲဖြစ်ဖြစ်တွေ့တော့3မန်းဆိုတော့လုံးဝပြဒါပေမဲ့သူကမလုပ်ခိုင်းဘူး ဘာလဲဆိုကျွန်တော်ခေါင်းထဲမှာရှိတာဘာလဲဆိုတော့သူတို့စီကစေးသတင်းအချက်လက် ဟုတ် ပဲ တယ် ဒီအချက်လက်ကအရေးကြီးဆုံးပဲဆိုတော့ဟိုကတော့တချို့ဟာတွေကကျွန်တော်မပြောရဲဘူးလေနောက်မှပြန်ပြောတာဟာကိုချက်ကင်ခေါ်သွားလို့ကိုချက်ကင်ခေါ်သွားလို့ကျွန်တော်လည်းသူ့ကိုပြီးတော့ကောင်းကောင်းမွန်မွန်ထိတော့မထိဘူးတွဲပြီးတော့သူ့ခေါ်သွားသူလည်းဒဏ်ရာရတာ အော် လက်ပြပုံလက်ပြပုံပြ စီကန်းကိုခေါ်သွားတော့စီကန်းခေါ်သွားတဲ့အခါကျတော့အဲ့ဒါစီကန်းရောက်မှသူ့ကိုကျွန်တော်တက်ချင်တဲ့စိတ်ပေါ့ အာ ပြောပြအောင်ကျွန်တော်ကဟိုရောက်တော့စီကန်းရောက်တော့လောက်ပါအောင်လို့သူ့ဟိုကူညီ ကျွန်တော်အဲ့နမ်းမှာခေါ်သွားမယ်ဆိုတော့သူများတွေကဝင်ထိုးတာကြိတ်တာဖြစ်အောင်မယ် အဲ့ဒီတက်ချက်ကဘာထပြောလဲကျွန်တော်ဈေးကုပေးပြီးရင်တဲ့ခမရတတ်မှာလားခမရကိုတက်ချင်မှာတော့ကျုပ်တကူးတကားနဲ့ဟိုးဟာတွေတော့ဒီတိမခေါ်လာဘူး အေးမော အဲ့လိုမျိုးလေးတွေ ကျွန်တော်တို့ဘက်ကတော့သူတို့ဒီ3မန်းဆိုရင်3မန်းပုံမှာပြုကျင့်ရမယ်စီမင်းစီကံတိုင်းပဲကျွန်တော်တို့ကပြုကျင့်တယ် ဒီကျင်းဝင်တွေတိုင်းပဲ ဒီကျင့်ဝတ်တွေတိုင်းပဲကျွန်တော်တို့ဘက်ကဒါပေမဲ့သူတို့တွေဘက်ကသာလင်းကျွန်တော်တို့မိရင်အမျိုးလောက်တာကျွန်တော်ပြောချင်တာစက်ကစစ်လို့တိုက်စက်ကစစ်လို့တိုက်မင်းလည်းယောက်ျားငါလည်းယောက်ျားစက်ကစစ်လို့တိုက်မင်းတို့ကတော့မှဟိုတက်နိုင်စွမ်းအားတွေများသေးတယ်ငါတို့ကလက်နက်ကိုရှာပြီးတော့မှ ဟုတ်တယ် တိုက်ရတဲ့ကောင်နေ ဟုတ်တယ် ဟုတ်လား ဟုတ်တယ် တိုက်ဆန်းမှာယောက်ျားလို့တိုက်ဒါပေမဲ့အခုကသူတို့ကယောက်ျားလို့လည်းတိုက်လို့မရတော့ဘူးအခုလက်ရှိအချိန်တွေကကျွန်တော်တို့ကလည်းယောက်ျားတွေတိုက်ကြတဲ့စစ်ပွဲကိုယောက်ျားတွေတိုက်တဲ့စစ်ပွဲကိုကျွန်တော်တို့ကလည်းကြုံရတော့မဟုတ်တော့ဘူးအဲ့လိုဖြစ်နေတာတိုက်လို့ကောင်းနေတဲ့အချိန်ကြမှာ ဇွတ်ကြားတွေဖြစ်နေအောင်